السلام عليكم ورحمة الله وبركاته. العوشمية نوباني تنورو علوم بما نوانا ngaduနိုင်ငံသားအလုံးပေါ်မှာပြီးတော့ကဘာသူကဘာသားအလုံးပေါ်မှာငြိမ်းချမ်းမှုအပေါင်းခံကြောင်းပါစေကဘာကြီးကငြိမ်းချမ်းမှုအတွက်အရန်လိုအပ်နေတဲ့အချိန်ဖြစ်တဲ့ကျွန်တော်တို့အားလုံးတတ်နိုင်တော့ဒွါလုပ်ပေးဖို့လိုတယ်ဒါကျွန်တော်တို့ဘုရားနဲ့တတ်နိုင်တဲ့ကိစ္စကိုဆောင်ရွက်တာပဲဖြစ်ပါတယ်အလ်ဟမ်ဒူလ illah ဝဆလာတုဝဆလာမူအလာရဆူလ illah ဝအလာအာလီဟီဝဆဟဘီဟီဝမန်ဝါလာအမ္မာဘအဒ် قال الله سبحانه وتعالى في محكم تنزيله فلذلك فادعوا واستقم كما أمرت ولا تتبع أهواءهم أريد وجاو أدين نبيها فيكورو مبارك دعوت بيرو مبارك سورة دي أمت أبوما دعوت بيجيها لودان بوما فرس بيره قدر الاستطاعة بدو بلاو تانايله ألاو تاون جيره بدو بداو نالله ألاو تاون دعوت تاون جيره بيباره ننه سويله ننه آلون پوچامه دعوت بيامه بلغوا عني ولو آية تا آيات پيسي تا پادا پيسي ننه لي پيسيကိုတိတဲ့ဟာကိုလိုက်နာကျင့်သုံးပြီးတော့အဲ့ဒီအရာဘက်ကိုဖိတ်ခေါ်ရမယ်အဓိကဒါဝတ်ပေးတယ်ဆိုတာကဒါဝါအီလာလာဝါအီလာရဆူလ်ဒါဝတ်ပေးတယ်ဆိုတာကဖိတ်ခေါ်တယ်ဆိုတာဘယ်အရာဘက်ကိုဖိတ်ခေါ်တာလဲအလ္လာဟ်ဘက်ကိုဖိတ်ခေါ်တယ်ရဆူလ်ဘက်ကိုဖိတ်ခေါ်တယ်အလ္လာဟ်ဘက်ကိုဖိတ်ခေါ်တယ်ရဆူလ်ဘက်ကိုဖိတ်ခေါ်တယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲإلى كتاب الله وإلى سنة رسول الله الله يه چاندو ميا قرآن کو چاندو ميا پھیرے چانگان رو پھیرے قرآن بے گو پھیکو آمے بے گو پھیکو آمے قرآن بے گو پھیکو آمے تمہانو ميا صلی اللہ علیہ وسلم بے گو پھیکو رے سورا تمہانو ميا یہ احادیث توری بے گو پھیکو آمے ہوا کو سعودی رے نیاما قرآن نے حدیث کو شیما تھا بیروما بوا کو سعودیہ میں سورہ اچھے بے کو لودادو تیا لوگوں پہ کو آوے لودادو تیا لوگوں پہ کو آوے مسلمی بے محبو بازاجاری بے محبو آلوں کو پہ کو آوے آلوں کو پہ کو آما پجرے سورہ مسلمی کو چارو جنور پہ کو بیروما چانے لوریو میں پہ کو بزرو چین تمہارے میں صلی اللہ علیہ وسلم امت آلوں کو پھیکو یا میں آؤ امت آلوں کو پھیکو آبے امت اجابہ امت دعوہ آلوں کو پھیکو آبے سورہ دی پھیکو آمے سورہ کیسا ہا مسلم دائیں پوما فرض عین پھیرے کنا سے آپ یودلو لو دائیں پوما فرض پھیرے نائن دلاؤ منائنے تاؤں کو لوش میں اتھامو مبیو لا یکلف اللہ نفسا الا وسعها منائنے وانگو بدو کو مالا اس میں تھامو مبیو جنہی چنورو نو چاوارے سورا گا یہ دعوت مبیلو پھیرے سورا آلوں لکھا ہمیں کیسا پھیرے چنورو جنہی نو چاوارے سورا باجاؤں لے چنورو دعوت مبیو دعوت پیرے بیلو پونزامیوں نے دعوت پیتے لے ایڈی پونزامیوں نے چنورو دعوت مبیرے دو جاؤ چنو تاؤں مجیرہ دو جاؤ چنو رو آلوں یہ نو کو یاو دوارے آلوں یہ نو کو یاو دوارے سورا چنو رو آلوں یہ شک کو یاو جینے سلو چین تکوب شیری ایلا بارے آلوں یہ اپو معاشر قرآن کو کائنڈو لائے قرآن پوما قرآن کو تینجو میں پیون پا میں لینا چندوں میں ایڈی قرآن بے کو پھیکو میں قرآن نے پتے سینوے دوابی سنوے مو کھائما وابی سلوچین ایلوہا اسے امین جی گورا اس میں پولائے یہ قرآن بے نیاما چالے ایلی نیاہا نیاباؤں تتھاؤں دے کو تامیاں والے بے لاما چالے ایلی لاہا لادگا یہ لادگا لا اپاؤں یہ کھاؤں ساؤں پھیدوارے سید الشہور رمضان
ဘယ်နဗီပေါ်မှာချလဲအဲ့ဒီနဗီဟာဆယီဒ်အဝလီနဝလအာခီရင်ဒီကုရ်အာန်ဘယ်နဗီပေါ်ချလဲအဲ့ဒီနဗီဟာနဗီဘောင်အားလုံးရဲ့ကောင်းဆောင်ပြီးကောင်းဆောင်ဖြစ်သွားတယ်ဒီကုရ်အာန်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေကဘာကြော်သွားတယ်ဒီကုရ်အာန်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေဒီနေ့ကဘာကြော်ကာရီတွေရှိတယ်ကုရ်အာန်နဲ့ပတ်သက်တဲ့ကြောင့်ကဘာကြော်သွားတယ်ဆိုတော့ဒီကုရ်အာန်နဲ့ဆက်နွယ်မှုကျွန်တော်တို့ခိုင်မာအောင်လုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့လည်းအစိမ့်မြင့်သွားမယ်ကုရ်အာန်နဲ့ထိတွေ့တဲ့ခုံကလေးအဲ့ဒီခုံကိုလည်းစိတ်ပေါ်မှာတင်လာတယ်ဒီကုရ်အာန်နဲ့ကျွန်တော်တို့ပတ်သက်ဖို့အဲ့ဒီကုရ်အာန်ကိုပို့ချဖို့တကယ်ကုရ်အာန်မှာရှိတဲ့တောဟီဒ်ကုရ်အာန်မှာရှိတဲ့တောဟီဒ်ကိုဒီနေ့ကျွန်တော်တို့ပို့ချတဲ့နေရာမှာပို့ချလို့မရဲဘူးဖြစ်နေတယ်ပို့ချမှုအားနည်းနေတယ်တောဟီဒ်ကိုကျွန်တော်တို့လည်းကောင်းမှုစွာနားမလည်ဘူးလူတွေကိုလည်းနားလည်အောင်မပြောပြဘူးဆိုတော့ဒီတောဟီဒ်ကိုပထမဆုံးကျွန်တော်တို့နားလည်ဖို့ကြိုးစားရမယ်တောဟီဒ်နဲ့ပတ်သက်လို့ဆရာအများကြီးဒီမှာပြောခဲ့တယ်ဒီတိုင်းလည်းအများဆက်ပြောနေဖို့လိုတယ်တောဟီဒ်ကဘာလဲအလ္လာဟ်ရှိမြတ်တပါးဒီကိုပဲခောက်ကိုကိုယ်ွယ်ရမယ်အလာမဘဘယ်အရာကိုမှခောက်ကိုကိုယ်ွယ်လို့မရဘယ်အရာကိုမှခောက်ကိုကိုယ်ွယ်လို့မရဘူးဘာကြောင့်အလ္လာဟ်ရှိမြတ်တပါးဒီကိုပဲခောက်ကိုကိုယ်ွယ်ရတာလဲတခြားအရာတွေကိုလည်းဖက်ဆောက်ကိုယ်ွယ်လို့မရဘူးလားမရဘူးဘာကြောင့်လဲلأن الله رب العالمين စัจ java လာရေးတစ်ခုစလုံးကိုအစဉ်စဉ်ဖန်ဆင်းမှုမြူထင်းထင်းဆောက်ရှောက်တော်မူသောအရှင်ဖြစ်တဲ့အတွက်ကြောင့်ဒီအရှင်ပဲကျွန်တော်တို့ကိုဖန်ဆင်းတယ်ကျွန်တော်တို့ကိုဘဝချီးမြှင့်တယ်ဒီဘဝကြီးရတည်နိုင်ဖို့အတွက်လိုအပ်တဲ့ရေမြေလေမီးလိုအပ်တဲ့ပစ္စည်းတွေအလုံးကိုဖန်ဆင်းပေးထားတယ်အဲ့ဒီအရှင်ကိုမကိုးကွယ်ဘူးဆိုရင်ဘယ်အရှင်ကိုကိုးကွယ်မှာပြီးတော့အဲ့လိုထာဝရဖန်ဆင်းရှင်ဘာကြောင့်ဖြစ်တာလဲအနန္တတကူတော်တွေကိုအနှံ့မဲ့ပိုင်ဆိုင်တဲ့အတွက်ကြောင့်အလ္လာဟ်ရှိမြတ်တကူတော်တွေမြောက်များစွာရှိတယ်အဒီတော်တဘာမှလာရှိတယ်69ပါးအဒီတဘာမှလာရှိတယ်အလ္လာဟ်ရှိမြတ်ရဲ့ဒီဂုဏ်တော်တွေနမတော်တွေဟာအတိုင်းအဆမရှိဘူးအဲ့ဒီဂုဏ်တော်နမတော်တွေရဲ့အတိုင်းအဆကိုအလာမဘယ်သူမှမသိဘူးအဲ့လိုများပြားတဲ့အလ္လာဟ်ရှိမြတ်ရဲ့တကူတော်တွေကိုပိုင်ဆိုင်တဲ့နေရာမှာအလာနဲ့ရှင်တွဲပိုင်ဆိုင်တဲ့သူမရှိဘူးအဲ့လိုတကူတော်တွေနဲ့ပြည့်စုံတဲ့အတွက်ကြောင့်သဝရဖန်ဆင်းခြင်းဖြစ်တယ်ဖန်ဆင်းခြင်းဖြစ်တဲ့အတွက်ကြောင့်ဒီအလ္လာဟ်ရှင်မြတ်ကိုပဲကိုးကွယ်ရတခြားဘယ်အရာကိုမှကိုးကွယ်လို့မရဒီဒါဝတ်ကိုကျွန်တော်တို့ကရှရစ်မပါဘဲနဲ့ရှရစ်ဖက်ဆတ်မှုမပါဘဲနဲ့အွမ်မတ်တို့တရားလို့ကိုချပြလို့ရဲရမယ်ဟာချပြရင်ပြဿနာတက်မှာပေါ့ဘယ်လိုလို့ချပြလို့ရမလဲပြဿနာတက်မယ်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်တောဟီဒ်ကိုစပြီးတော့မှချပြတမန်တော်မြတ်ဟာ6ပြည့်ကင်တဲလဲစင်ဘာအပြည့်မှမရှိဘူးقد غفر ما تقدم من ذنبه وما تأخر ရှေ့နောက်အပြည့်အားလုံးကိုတော့ကျွန်တော်ခွင့်လို့ထားပြီးသားအပြည့်မရှိဘူးအမြဲဝိဟိလလစချနေတဲ့ပုဂ္ဂိုလ်ဒါဝတ်ပြီးတော့ပြဿနာတက်တယ်တမန်တော်မြတ်စီမှာဟိကမတ်မရှိဘူးလားတမန်တော်မြတ်စီမှာဟိကမတ်မရှိဘူးလားဒါကြောင့်ပြဿနာတက်လာတယ်ဒီနေ့ကျွန်တော်တို့လူတွေပြောမှာဒီလူဒါဝတ်ပေးတာဟိကမတ်မရှိဘူးကွာအဲ့ဒါကြောင့်ပေါ့ဒီလူတွေကိုဖတ်ဝါအပေးခြင်းခံရတာပြဿနာတဲအောင်လုပ်တာဒီလူတွေတောဟီဒ်အစစ်ဘက်ကိုဒါဝတ်ပေးမလားဒါဝတ်ပေးပြဿနာတက်မယ်ဘာကြောင့်ပြဿနာတက်တာလဲဒါဝတ်မှာအားနည်းချက်ရှိလို့လားဒါဤဒီမှာအားနည်းချက်ရှိလို့တော့မဟုတ်ဘူးဒီတောဟီဒ်အလ္လာဟ်ရှိမြတ်တပါးဒီကိုပဲကိုးကွယ်ပါလို့ပြောပြီးဆိုလို့ရှိရင်အချက်၃ချက်လူတွေရှိမှရှေ့မှာရောက်လာတယ်။ဘာလဲပထမအချက်ကမိယုဖလာထုံလန်းစင်လာမဝကြနာအိုင်လေအာဘာအနာငါတို့ရဲ့ဘိုးပင်အဆက်ဆက်ကငါတို့ရှိခဲ့တဲ့ဒီထုံလန်းစင်လာဘာကြောင့်ငါတို့စွန့်ရမလဲစွန့်လို့မရဘူး
နောက်ပြီးတော့သူတို့ရဲ့စိတ်ချက်လှုပ်တဲ့အလုပ်တွေရှိတယ်နဖ်အမာရာဘီဆူစိတ်ရိုင်းကလည်းမခံဘူးသူစိတ်တဲကိုကလက်မခံတာတောဟီဒ်ကိုလက်မခံတော့ပြဿနာရှာပြီလေနောက်ပြီးတော့သူတို့ကြည်ညိုလေးစားတဲ့ပုံကိုယ်တွေအကာဘီတွေအကြီးအကဲတွေပြောတာကတစ်မျိုးဒီတာအရင်ပြောနေတာနောက်တစ်မျိုးဘယ်လိုလက်ခံအကြီးအကဲတွေပြောနေတာကတစ်မျိုးအလာပြောနေတာနောက်တစ်မျိုးအလာတပါးတည်းပဲသူတို့အကြီးအကဲတွေကအများကြီးအခါဘီအကြီးအကဲတွေကအများကြီးကြည့်တော့အလာတပါးတည်းပဲအများကြီးနောက်ကိုလိုက်မလားအလာတပါးတည်းနောက်ကိုလိုက်မလား logic ဆိုတာအများနောက်ကိုပဲလိုက်မှာပေါ့ဟုတ်လားအလာရဲ့နောက်ကိုလိုက်တော့ဘာရမလဲဒီမှာအကြီးအကဲတွေအများကြီးရှိတယ်အလာစီကိုငါတို့နဲ့ဆက်ပေးမှာဒီအကာဘီတွေကိုစွန့်နိုင်မဆိုလို့ရှိရင်အလာစီဘယ်လိုလုပ်ရောက်တော့မှာဒီအကာဘီတွေကိုစွန့်လို့မရအောင်အကာဘီတွေစကားအရင်နာတော့ပြီးတော့မှစဉ်းစားပြီးတော့မှအလာရဲ့အမေကိုအစဉ်ပြေရင်လက်ခံမယ်အစဉ်မပြေရင်လက်ခောက်ထားလိုက်မယ်ပြဿနာမရှိဘူးတွေ့လားအချက်၃ချက်မင်းတို့ဖလာနောက်ကိုလိုက်တယ်စိတ်ရိုင်းနောက်ကိုလိုက်တယ်အကာဘီတွေရဲ့အဆူကိုမကြော်နိုင်ဘူးအကာဘီတွေကိုကြော်ရင်မီးလောင်သွားမယ်ဟာကြောက်တရားကြီးဆိုတော့အကာဘီတွေကိုကြော်ရင်မီးလောင်သွားမယ်အလာကိုကြော်ရင်ရေခဲတုံးကောင်းမှလာကြမယ်အေးသွားလိမ့်မယ်အလာကိုကြော်လို့ရတယ်ရဆူလ်ကိုလည်းကြော်လို့ရတယ်အကာဘီတွေပီရီကိုကြော်လို့မရနော်အဲ့ဒီအချက်၃ချက်ကတောဟီဒ်ကိုလက်မခံဖို့အတွက်ဘာလုပ်လဲဆိုတော့လက်မခံဘူးဆိုတော့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဟီဝါဆလမ်ဒီလိုပတ်ဝန်းကျင်ကတောဟီဒ်ကိုလက်မခံတဲ့အတွက်ကြောင့်ဒါဝတ်ပေးတာကိုရလိုက်လားရတန်းလိုက်လားလူတွေပြဿနာပေးတယ်ပြဿနာအမျိုးမျိုးဟာလာဖန်တီးတယ်အမျိုးမျိုးအနောက်ရှက်ပေးတယ်အမျိုးမျိုးအဖုံဖုံဒုက္ခတွေပေးတယ်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ဒီဒါဝတ်ကိုရလိုက်လားမရဘူးကုရ်အာန်ရှေ့ခေါင်းဆောင်တွေတမန်တော်ဆလမ်ကိုခေါ်တယ်။အိုမုဟမ္မဒ်မင်းဒီဒါဝတ်ကိုရလိုက်တော့ကွာ။မင်းဘာလို့ကျင်တာလဲ။ဒီဒါဝတ်ပေးပြီးတော့မင်းဘာလို့ကျင်လဲ။မင်းဒါဝတ်ပေးနေတယ်ဆိုတဲ့ရည်ရွယ်ချက်တော့တခုရှိမယ်ကွာ။မင်းဘာလို့ကျင်လဲပြော။မိမလှလှလေးတွေလို့ကျင်လား။အလှဆုံးမိန်းကလေးတွေမင်းတို့ကိုရတ်ကနေပေးလိုက်မယ်မျိုး။မင်းပါလေအာနာလို့ကျင်လား။အားလုံးရဲ့ဟောလားတမရတတ်မှပေးလိုက်ပြီဥစ္စာပစ္စည်းလိုချင်တာဂရေကျွဲအားလုံးနဲ့အထေးဆုံးလူလုပ်ပေးလိုက်ပြီတမန်တော်ဆလ္လာလာဟူအလိုင်ဝါဆလမ်အဲ့ဒါကိုလက်ခံပြီးတော့မှဒါဝတ်ကိုရလိုက်လားကျွန်တော်တို့ကဘယ်သူမှအကြမကင်ပဲနဲ့ဒါဝတ်ကိုရလိုက်တာတော့အရန်လွယ်တယ်ဘယ်သူမှအကြမကင်ဘူးဘာမှအကြမကင်ပဲနဲ့ဒီဒါဝတ်ကိုအေးအေးစစ်စစ်လေးရပြီးတော့မှထိုင်နေလိုက်တယ်ပြီးတော့အလ္လာဟူအက္ဘာတမန်တော်ဆလ္လာလ္လာဟူအလိုင်ဝါဆလမ်ကိုအားလုံးလာချပေးတာအလှဆုံးမင်းကလေးတွေယူမလားခေါင်းဆောင်လုပ်ခြင်းလားတထေးဖြစ်ခြင်းလားဘာဖြစ်ခြင်းလဲပြောတမန်တော်မြတ်အဲ့ဒီအချိန်မှာဘာပြောလဲသိဆိုမလားရှိတယ်မင်းတို့နေမင်းကိုငါရဲ့ညာဘက်လက်မှာပေးလိုက်လက်မင်းကိုဘယ်ဘက်လက်မှာပေးလိုက်ရင်လေဟာဒီဒါဝတ်ကိုရဖို့မရှိဒီဒါဝတ်ကိုငါရဖို့ပိတ်ဖို့မရှိဘူးငါဒါဝတ်ပေးနေပါဒီလောက်အရေးကြီးတဲ့ဒါဝတ်ကိုဘာမှဘယ်သူမှပိတ်ဖို့မပြောဘဲနဲ့ကျွန်တော်တို့ပိတ်ပြီးတော့မှထိုင်နေလိုက်တယ်ဆိုတာဒီရဲ့ရည်ရွယ်ချက်ပါလေဘာဖြစ်ချင်တာလဲကျွန်တော်တို့မှအလားပေးတာလို့လူလည်းရှိတယ်ငွေကြီးတွေလည်းအလားပေးထားတယ်နေရာတွေလည်းအလားရှင်ပြန်ပေးထားတယ်မြန်မာနိုင်ငံမှာအလားပေးလို့ကျွန်တော်တို့ဒါဘတ်လုံနိုင်တဲ့အခြေအနေတွေအများကြီးလောက်ရှင်ပြန်ဖန်တီးပေးထားတယ်
မြန်မာနိုင်ငံမှာရှိတဲ့တချို့အချက်တွေကနိုင်ငံခြားတွေမှာမရှိဘူးနိုင်ငံခြားအမေရိကန်မှာမရှိဘူးဝလာဟီမြန်မာနိုင်ငံမှာအခုနိုင်ငံတော်ဟာလားတရားရုံးတွေကဆုံးဖြတ်ပေးနေတယ်ဆိုတာကျွန်တော်တို့မွတ်စလင်အဖွဲ့အစည်းတွေရဲ့ဆုံးဖြတ်ချက်အပေါ်မှာကြည့်ပြီးတော့မှဆုံးဖြတ်ချက်ချပေးနေတယ်ဝလာဟီဘယ်နိုင်ငံမှာရှိလဲအဲ့လိုအခြေအနေကျွန်တော်မမလာမှာဓမ္မတမှုလို့တော့3ခေါက်တရားရုံးကိုကျွန်တော်သွားပြီးတော့မှဖြည့်ရှင်းပေးရတယ်ဓမ္မတနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ဓမ္မတဆုံးဖြတ်ချက်အတိုင်းပဲတရားရုံးကဆုံးဖြတ်တယ်တရားရုံးကဆုံးဖြတ်တယ်ဝလာဟီကျွန်တော်သက်တဲ့ထွက်ဆိုတဲ့အမှု3မှုလုံးမှာကျွန်တော်တို့ရဲ့ဖတ်ဝါအတိုင်းပဲကျွန်တော်တို့ဖတ်ဝါကပဲနိုင်အလ္လာဟ်အက္ဘာတရားရုံးမှာတရားသူကြီးကျွန်တော်ကိုမေးတယ်ခင်ဗျားတို့စီမှာဖတ်ဝါပေးတဲ့အဖွဲ့ဘယ်နှဖွဲ့ရှိလဲကျွန်တော်တို့4ဖွဲ့ရှိတယ်မာဖာဖတ်ဝါမပေးဘူးဆိုတော့ဖတ်ဝါတစ်ခုနဲ့တစ်ခုလွဲနေရင်ဘယ်လိုလုပ်မလဲသူအမြဲရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုကိုကျွန်တော်မေးတာအဲ့တော့တစ်ခုနဲ့တစ်ခုလွဲနေတယ်တဲ့ကျွန်တော်တို့ဘယ်လိုလုပ်မလဲအဲ့ဒီချိန်ကျွန်တော်ပြောတယ်အဲ့ဒီဖတ်ဝါတွေထဲကနေကုရ်အာန်ကျမ်းမြတ်နဲ့တမန်တော်မြတ်ရဲ့ဩဝါဒတို့နဲ့ကိုက်ညီဩဝါဒတို့နဲ့ကိုက်ညီတဲ့ဖတ်ဝါကိုသာဦးစားပေးလိုက်တာကျင့်သုံးဆုံးဖြတ်ရမယ်ချက်ချင်းမတန်းတင်ပါတဲ့အနာမရှိတဲ့စေရေးကိုပြောတယ်။ဘုရားသူကြီးကဒီအချက်ကိုမှတ်တမ်းတင်ပါ။ဒါမြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့မွတ်စလင်တွေရဲ့အခွင့်အရေးနော်မှတ်တမ်းတင်ချက်ချင်းမှတ်တမ်းတင်ရေးတယ်။ကုရ်အာန်နဲ့ဟာဒီသ်နဲ့ကိုက်ညီတဲ့အဆိုကိုသာဦးစားပေးအဲ့ဒါကျင့်သုံးဆုံးဖြတ်ရမှာဖြစ်တယ်အဲ့ဒီအချက်ကိုချက်ချင်းမှတ်တမ်းတင်နော်ကျွန်တော်ဆိုလိုတာကပြေဝဆုံနေတဲ့ယာနှုံးပြည့်အခွင့်အရေးရတာမဟုတ်ဘူးဒါပေမဲ့ထူးခြားတဲ့ကျွန်တော်တို့ဒီမှာအချက်တွေအခွင့်အရေးတွေရှိတယ်အခွင့်အရေးတွေရှိနေတယ်ဒီအချိန်မှာလည်းကျွန်တော်တို့ဒါဝတ်မလုပ်ဘူးဒီကုရ်အာန်ကိုမသိဘူးဒီဟာဒီသ်ကိုမသိဘူးဒီတောဟီဒ်ကိုမပို့ချဘူးဆိုလို့ချင်းအလ္လာဟ်စီမှာဘာအဖြစ်ရှိလဲကျွန်တော်ဒီမှာမနေ့ကအလ္လာဟ်ရှိမှာအလ္လာဟ်မင်းပဲဒီတောဟီဒ်နဲ့ပတ်သက်ပြီးတော့ငါတို့ရှိမြတ်တပါးဒီကိုပဲကိုကိုရမယ်ဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့မင်းနိုင်တယ်တော့ဘာလုပ်ခဲ့လဲပြောကျွန်တော်မှဘာအဖြစ်ရှိလဲအဖြေကိုတော့ကျွန်တော်ယူသွားဖို့လိုအားလိမ့်မယ်အဖြေကိုကျွန်တော်ယူသွားဖို့လိုအားလိမ့်မယ်ဒါဝတ်တွေမာရှာလာနိုင်တဲ့တော့ပေးနေကြတယ်ဒါပေမဲ့ဒီဒါဝတ်ပေးနေတဲ့လူကိုသွားပြီးတော့မှသက်ပြောခင်ဗျာပေးနေတဲ့ဒါဝတ်ကကုရ်အာန်နဲ့လွဲနေတယ်ဆိုရင်လက်မခံဘူးတမန်တော်ရဲ့ဟာဒီသ်နဲ့လွဲနေလို့ပြောရင်လက်မခံဘူးဒီဗမာပြည်မှာဗမာတပြည်လုံးမှာဒါဝတ်နဲ့ပတ်သက်တော့ကြိုးပမ်းမှုတွေအများကြီးရှိနေတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းမလျှော်တာပေးတယ်ခင်ဗျားတို့တာလင်ဖတ်တဲ့နေရာမှာကုရ်အာန်ဘာသာပြန်ဖတ်ပါလက်မခံခင်ဗျားတို့တာလင်ပေးနေတဲ့တဘလီဂီနိဆာမွန်တခဘ်အဟာဒီသ်ဖတ်တဲ့နေရာမှာဘူခါရီအကျဉ်းချုပ်ကျမ်းကိုဖတ်ပါလက်မခံဘယ်သူတော့ပြောမှာဒါကြီးဒီကိုယ်တိုင်ကကုရ်အာန်ဟာဒီသ်နဲ့ဝေးနေတယ်နောက်တခြားလူတွေကိုဘာသာပြောမှာမလုပ်တဲ့လူတွေကတော့အဝေးကြီးဒါဝတ်မှာရှိနေတဲ့လူတွေကိုကကုရ်အာန်ဟာဒီသ်နဲ့လွဲနေတယ်အဲ့ဒါကိုဘယ်သူမှလည်းမပြောဘူးပြောတာကိုလည်းမကြိုက်ဘူးကျွန်တော်ပြောတာမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးတရားဟောတဲ့ဆရာတွေကိုဖွင့်ပေးလိုက်အထောက်အထားနဲ့ပြောမှလားကြိုက်တာပြောအထောက်အထားမပါရင်မပြောနဲ့
ကိုအထောက်အထားပါတယ်ကုရ်အာန်ထဲကပြောတယ်ဟာဒီသ်ကပြောတယ်အဲ့ဒါလည်းမပြောနဲ့ဆိုရင်ဒါအလ္လာဟ်ကိုစိန်ခေါ်သလိုမဖြစ်နေဘူးလားရဆူလ်ကိုစိန်ခေါ်သလိုမဖြစ်နေဘူးလားကုရ်အာန်ထဲကအထောက်အထားရှိရင်လည်းမပြောနဲ့ဟာဒီသ်ကအထောက်အထားရှိရင်လည်းမပြောနဲ့ဆိုတာအဲ့ဒီမပြောနဲ့လို့ပြောတဲ့ပုဂ္ဂိုလ်ကဘာပါဝါနဲ့ပြောနေရတယ်ဘာအမိတ်နဲ့ပြောနေရတယ်ဘသူပြောခိုင်းနေတာလဲဆိုတော့ဒီအချက်တွေကိုကျွန်တော်တို့ဟာပုပ်ပွင့်နဲ့ချပြရတော့မယ်တင်ပြရတော့မယ်ရှရိကမပါတဲ့တောဟီဒ်ဘီဒါတ်မပါတဲ့အမလ်အဲ့ဒီဘက်ကိုကျွန်တော်တို့ဖိတ်ခေါ်ရတော့ဘီဒါတ်ပါလို့မရဘူးရှရိကပါလို့မရဘူးဆိုတော့ဒီဒါဝတ်ကိုကျွန်တော်တို့ပေးတဲ့နေရာမှာကျွန်တော်တို့ဒါဝတ်ကတမန်တော်များရဲ့ဒါဝတ်နဲ့ကန့်ညီရမယ်တမန်တော်များရဲ့ဒါဝတ်နဲ့ကန့်ညီရမယ်တမန်တော်များဘယ်လိုဒါဝတ်ပေးလဲအဲ့လိုဒါဝတ်ကျွန်တော်တို့ပေးရမယ်တမန်တော်များဘယ်လိုဒါဝတ်ပေးခဲ့လဲဟဒီတော်မှာလာရှိတယ်ဟဇရတ်အလီရဒီယல்லாဟ်အန်ဟူကိုခိုင်ဘာမြို့ကိုဝိုင်းထားတာရက်နဲ့ကြားလာပြီးဘာမှအစိမ်မပြေဘူးဘာမှမထူးခြားလာဘူးအဲ့ဒီအချိန်မှာတော်ဆလမ်ကဘာပြောလို့ဆိုတော့မနှက်ဖြန်မနှက်ကိုပုဂ္ဂိုလ်တယောက်ရဲ့လက်ထဲမှာကအလံအလိုက်မယ်အဲ့ဒီလူကိုအကြောင်းခံပြီးတော့မင်းတို့ခိုင်ဘာကိုလည်းတင်လို့ရပါမယ်မင်းတို့အောင်နိုင်မှုကိုစုခူးနိုင်မယ်အဲ့ဒီအချိန်မှာဆာဟာဘာတွေပြောတဲ့ရာဝီကဆာဟာဘာအရောက်တိုင်းကညမအိပ်ဘူးစဉ်းစားတယ်ဘသူကိုတမန်တော်ဆလမ်အဲ့ဒီအလံပေးမှလဲငါကိုလူတိုင်းကငါကိုပဲပေးမယ်လို့ယူဆတယ်အလ္လာဟူအက်ဘာဆာဟာဘာတွေအရေးချင်းတမန်တော်မြတ်ဆလ္လာလာဟူအလိုင်းဝါဆလမ်ပြောတယ်အဲ့ဒီအလံပေးမဲ့ပုဂ္ဂိုလ်ဟာအလ္လာဟ်ကိုလည်းချစ်တယ်ရဆူလ်ကိုလည်းချစ်တယ်အလ္လာဟူအက်ဘာအဲ့ဒီလူလက်ထဲမှာပဲမင်းတို့အောင်နိုင်မှုရမှာဆာဟာဘာအရောက်တိုင်းကပြောရပါလေအနာဝဟီဘူလာဝရဆူလာငါအလ္လာဟ်နဲ့ရဆူလ်ကိုချစ်တော့ငါတမန်တော်ဆလ္လာအလံပေးမယ်ဆာဟာဘာအရောက်တိုင်းဟာလာငါလာရဆူလ်ကိုချစ်အဲ့ဒါကြောင့်အရောက်တိုင်းဘာပြောလို့ဆိုတော့မနေ့ကကြားရင်တမန်တော်များကလက်ထဲမှာအလံတက်မယ်မနေ့ရောက်လာကြတမန်တော်များကြည့်လိုက်တယ်ဟဇရတ်အလီမပါလာအိုင်နာအလီယူဘနူအဘီတာလစ်ဟဇရတ်အလီဘမလဲတာရဆူလလာမျက်စိနာနေတယ်ဒါကြောင့်မလာဘူးတခေါ်ပါတဲ့အလီခေါ်တော့လာတယ်တော်မြတ်ဆလ္လာလာဟူအလိုင်းဝါဆလမ်ဆလူရီတော်နဲ့မျက်စိကိုပို့ပေးလိုက်တယ်ကအလမ်ယကွန်ဝဂျွန်ဖီအာလုံးဝမျက်စိနာတဲ့ဝေဒနာမရှိခဲ့သလိုပဲကောင်းသွားအလံပေးလိုက်အလံပေးဘရဟဇတ်အလီကိုပြောတယ်ပရမဦးဆုံးသူတို့ကိုအစ္စလာမ်ဘက်ကိုဖိတ်ခေါ်ပါတောဟီဒ်ဘက်ကိုဖိတ်ခေါ်ပါတောဟီဒ်ကိုလက်ခံလိုက်ပြီဆိုလို့ရှိရင်ပြဿနာဘာတော့ဘာမှမရှိတော့ဘူးမင်းတို့ညီနောင်တွေဖြစ်ကုန်ပြီတောဟီဒ်ကိုလက်မခံဘူးဆိုလို့ရှိရင် tax ပေးပြီးတော့မှနေခိုင်းပါtax လည်းမပေးဘူးဆိုလို့ရှိရင်မင်းတို့လည်းယောက်ျားငါတို့လည်းယောက်ျားခပိုင်လည်းမတကူကူပါတယ်မလားစစ်မြေမြေကိုထွက်လာစစ်တပ်အဲ့ဒီအချက်၃ချက်ကိုဆောင်ရွက်ဖို့အတွက်ဟဇရတ်အလီကိုတာဝန်ပေးတယ်အဲ့ဒါတမန်တော်မြတ်ဆလ္လာလာဟူအလိုင်းဝါဆလမ်ရဲ့ဒါဝတ်တမန်တော်မြတ်ကအဲ့ဒီအချက်၃ချက်ဘက်ကိုဒါဝတ်ပေးခဲ့တယ်အဲ့ဒီအချက်၃ချက်တို့လုံးဒါဝတ်မှာရှိလားမရှိဘူးလားစမ်းစစ်အဲ့ဒီအချက်၃ချက်ရှိတယ်ဆိုလို့ရှိရင်ဒါတမန်တော်များရဲ့ဒါဝတ်နဲ့ကိုက်ညီတဲ့ဒါဝတ်
ဒီအချက်၃ချက်မရှိဘူးဆိုလို့ရှိရင်တမန်တော်များရဲ့ဒါဝတ်နဲ့ကိုက်ညီတဲ့ဒါဝတ်မဟုတ်ဘူးလို့ပြောတာरस्म अज़ां रह गया रस्म अज़ां रह गया दावे में दामशी रूही बिलाली न रही कभी ऐसे आप जोड़ा हज़रत बिलाल अज़ां रोशी नहीं रहे यदि दिल्ली का रोशी नहीं रहे हज़रत बिलाल अज़ां सूरह चीमा एडी अतीबे एडी लेने मु एडी विन्ये अज़ां निमा मशीरो ऐसा जाओ चलो बाप योरे चलो फ़लसफ़ा रह गया तलक़ीन ग़ज़ाली न रही ते पाम पिन्यारो शिवारे ग़ज़ाली ये पूछा मुँह मशीरो ऐसी तो जाओ रस्म दावत रह गई दावत पेरे जोरे रस्म करो चांसी दी रे रूह मुहम्मदी न रही तमन्ना सल्लल्लाहु दावत पे गए रे वो नहीं तारा दी दावत दी मशीरो रे पाजाओ ले ऐसे अच्छे तुमचे मशीरा तमन्ना सल्लल्लाहु पे गए रे ऐसे अच्छे तुमचे चलो रूह दावत मशीरो सुरो चलो रूह दावत का दिरांशी जी मजरूची अपोया पौंजा वैसीरे अद्वैन है मां अन्य तारा भाव शीरो चलो दिने तौहीद रिसालत लो ओने ले लूजी शीरे हाँ कबर नामा हो नामा दी नामा शीने ले लूजी तौहीद रिसालत को चलो लेखान लो ब्योनी रे हाँ अजय तौहीद रिसालत का सगावे शीरे सलोमे शीरे अजय में मपाव पजोले ऐसी तौहीद में शरीक पानी रे ऐसी अमल दी में बिदात पानी रे बलू दी सुन्नत लू ब्योबरो में बिदात को सुन्नत लू ब्योने रे सुन्नत को बिदात लू ब्योने रे तौहीद को शरीक लू ब्योने रे शरीक को तौहीद लू ब्योने रे ऐसा मामाला तौहीद रिसालत प्योयो ने उसमें जन्नत पीला में जन्नत को कोई माला मैं वो ये तौहीद पे प्यादना तय में तो तौहीद में बामा प्यादना में मशीरा तमाम में तौहीद बेगो फेंकोरो तमाम में इंगुला वाइनारे थोड़ा इंको अब ये तत्के फिकेरा नो वो पोमियम प्योने ना हो तमाम से हज़रत अली को एयामा थाबरो में थोड़ा द्वारे हला ताता सो कैमरा में तुरु इसे में प्लेला रे बाम में नो तो से उठा वाले ता हिजरत ये हला असामा तो हज़रत अबू बकर जी द्वारे गाड़ी तौर में द्वारो में खना शाउनी रे दावत पीरे छे मारो उसमें ब्लूटूथ नहीं सो छोड़ा ले الوجمع يا رسول بلغ ما أنزل إليك من ربك ما بلغ ما أنزل إليك من ربك وإن لم تفعل فما بلغت رسالته والله يعصمك من الناس او رسول الله بكاني بيرة تاون آلونغو أمي بنياجري توحيد آلونغو بوشا أجيرا ملوه سلوشين تاون چيما مهو ऐसी लोग अलाउशमे ताऊं पेरे अच्छे में अलाउशमे गड्डी दुखू जुड़े तमाम में वो गड्डी दुखू पेरे ऐसी दावत पेरे नियामाती दावत तौहीद ये दावत को पे वो लारे जू आलू ये अनाउशे का ने गा अला तेरी सोचो में दिन नबीयू तालाउशमे गड्डी बे ये गड्डी पेरा रा वो चुनरुआ मयूं चुनरु सही रहा नहीं अलाउशमे तेरी सोचो में जुड़ा आगो मयूना तछा बाप प्यादना वामशीयू प्यादना आयरा चुनरु है माँ अल्लाह पेरा रे गड्डी अल्लाह तके बे फिसूर में चुनरु को तेरी सोचो में सुरे एडी अच्छे को यूने हागा चुनरु जी ये नलोंदारे माँ मशीरा और तछा बामा मशीरा मो अलाउशमे तेरी सोचो में सुरा आगो चुनरु मयूना खारे तौर माँ हज़रत अबू बकर का इस्लाम को बाब्योरे सुरो लो अबसरा अहदुहुम इला क़दमैहि ला अबसरना या रसूल अल्लाह
မှာကိုရစကကြော်ညာတဲ့ကလေးတရားလာပြီးမှလာရှာနေတဲ့ဂိုင်းတွေသောတော့ပေါ်ရောက်လာပြီးယာရဆူလလာတေယောက်ကခြေအောက်ကိုကြည်လိုက်ရင်ကျွန်တော်တို့မြင်သွားပြီးတဲ့ယာရဆူလလာဟဇရတ်အဘူဘကာငိုနေတယ်အဲ့ဒီအချိန်မှာတမန်တော်များဆလ္လာလဟ်အလိုင်းဝါဆလမ်ဟဇရတ်အဘူဘကာရဲ့ပေါင်ပေါ်မှာအိပ်ပျော်နေတယ်အလ္လာဟူအက္ဘာအိပ်ပျော်နေတယ်ဒီလိုအခြေအနေမျိုးမှာတမန်တော်များအလ္လာဟ်ရှမရဲ့ဂတိအပေါ်မှာဘယ်လောက်ယုံကြည်လဲအိပ်ပျော်နေတဲ့အချိန်မှာဘာတော့ကမှမရှိဘူးအလ္လာဟ်ရှမပေးထားတဲ့ဂတိနဗီဘယ်အထိယုံလဲအဲ့ဒါကိုကျင့်ပြီးသွားပြီအိပ်ပျော်နေတယ်တမန်တော်ဆလမ်အလ္လာဟ်ရှမထိန်းသိမ်းဆောက်ရှောက်မယ်ပြီးသွားပြီကျွန်တော်တို့ပမာအဖြစ်အဘကပြောတယ်အဲ့မြင်သူမိဝါမင်းကဖုန်းနံပါတ်ယူသွားကွာကြိုက်တဲ့အချိန်မှာငါဒီဖုန်းဆက်ငါမင်းကိုကူညီမယ်အဲ့ဒီလူနောက်စိုးရိမ်မှုရှိအောင်မလားအဲ့ဒီလူဆောင်ရွက်တဲ့နေရာမှာလှုပ်တဲ့နေရာမှာဘာကိစ္စပဲဖြစ်ဘယ်သူကကြောက်တော့မှလဲဘာပြဿနာတက်တက်ဟယ်လိုပြီးသွားပြီဆိုလို့ရှိရင်ဘာကြောက်တော့မှလဲအခုလည်းဘာပြဿနာတက်တက်ဟယ်လိုလုပ်လိုက်ရင်ပြီးသွားမယ်ဆိုတဲ့နေရာမှာဘယ်သူကိုကြောက်မှလဲအလ္လာဟ်ရှင်မြတ်စီကိုဟယ်လိုလုပ်ဖို့နံပါတ်သိလား24434ဖဂျ်မှာနဲ့ဇိုရ်မှာလေအဆာမှာလေမဂရိဘ်မှာတော့အီရှာမှာလေနမတ်ဖလာဟယ်လိုလုပ်လိုက်အလ္လာဟ်ရှင်မြတ်ထိုင်သိမ်းဆောက်ရှောက်လိုက်မယ်ဘာဒါဝတ်ပေးဖို့ကြောက်ကြရလို့လေဘာမှကြောက်ကြမလို့ဘယ်သူမှကြည့်ဆကြမလို့ဒါဝတ်ပေးဖို့အတွက်အလ္လာဟ်ရှင်မြတ်ထိုင်သိမ်းဆောက်ရှောက်မယ်အလ္လာဟ်ရှင်မြတ်ထိုင်သိမ်းဆောက်ရှောက်မယ်ဆိုလို့ရှိရင်ပြီးသွားပြီလေတမန်တော်ဆလ္လာလဟ်အလัยဟိဝါဆလမ်အဘူဘကာရဲ့ပေါင်မှာအိပ်ပျော်နေတာမတွေ့ဘူးလားအလ္လာဟ်ရှင်မြတ်ဂတိပေးတာကိုယုံပြီးတော့မှကျွန်တော်တို့ဘာကြောင့်အိပ်မပျော်တာလဲဘာကြောင့်စိုးရိမ်နေတာလဲဘာကြောင့်ကြောက်နေတာလဲဘာကြောင့်မှမဟုတ်ကျွန်တော်ဒီမှာအလ္လာဟ်ရှင်မြတ်ထိုင်သိမ်းဆောက်ရှောက်မယ်ဆိုတဲ့အီမန်မရှိတာဘာမှမရှိတာမဟုတ်အကလုံးရှိတယ်အားလုံးရှိတယ်လူလည်းရှိတယ်နေရာလည်းရှိတယ်အချိန်လည်းရှိတယ်ပတ်စံလည်းရှိတယ်အားလုံးရှိတယ်ကုရ်အာန်လည်းရှိတယ်ဟာဒီသ်လည်းရှိတယ်အားလုံးရှိတယ်မရှိတာကဒီမှာအလ္လာဟ်ရှင်မြတ်ထိုင်သိမ်းဆောက်ရှောက်မယ်ဆိုတဲ့အီမန်မရှိတာအဲ့ဒီအီမန်ကိုအလ္လာဟ်ရှင်မြတ်ထိုင်မလို့မှတောင်းတော့ငိုတော့အလ္လာဟ်ရှင်မြတ်ကျွန်တော်တို့အဲ့ဒီအီမန်ပေးကျွန်တော်ဒါဝတ်ပေးမယ်ဆိုတော့အလ္လာဟ်ရှင်မြတ်ကျွန်တော်တို့ကိုအခလာစ်နဲ့တကွာဒါဝတ်လုပ်တယ်ဆိုအချင်းချင်းပေးသရမ်းပါစေအာခီရုဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမင်